ဒီဇလန်လေးကတော့နိပညာတွေအရန်တိုးတက်ပြီး robot ကပဲမြို့ကြီးတစ်ခုလုံးကိုစိုးမိုးထားတဲ့ခေတ်ကြီးတစ်ခုမှာအစပြုထားတာပါလမ်းတန့်ရှင်ကြီးကအစမြို့ရဲ့လုံခြုံရေးအစုံအားလုံးကိုစက်ရုပ်တွေကပဲလုပ်ပေးနေတာပေါ့ခိုးသားခွေးလီမာနဲ့စက်ရုပ်မြို့တော်ဒီမြို့ထဲမှာရောဂျာလို့ခေါ်တဲ့အရန်ပါနတ်တဲ့လမ်းဘေးခွေးလေးတစ်ကောင်ရှိတယ်သူကတော့မြို့ထဲမှာနာမည်ကြီးနေတဲ့စားစရာခိုးရဲ့တခိုးလေးပေါ့ညတိုင်းအိမ်တွေကိုခိုးဝင်ပြီးရေခဲတစ်တာထဲကစားစရာတွေကိုနှိုက်တတ်လို့ဘယ်လိုခေါ်တဲ့စက်ရုပ်ပလိတ်ကသူ့ကိုအမြဲတမ်းလိုက်ဖမ်းနေတာတညမှာတော့ရောဂျာတယောက်အိမ်တအိမ်ထဲခိုးဝင်နေဘယ်လိုခေါ်တဲ့အိမ်မွေးကြောင်မလေးနဲ့တိုးပါလေရောဘယ်ကရောဂျာကိုဒိုးထတကြီးနဲ့မောင်းထုတ်နေတော့အိမ်ရှင်ဝင်လာလို့ရောဂျာလည်းပတင်းပေါက်ကနေအမြန်ပြေးခဲ့ရတယ်နောက်ဆုံးတော့စားစရာမရပဲကုံတိုက်တစ်ခုတည်းခိုးရင်စက်ရုပ်ပလီဘီလ်နဲ့ထပ်ထိုးပြန်တာပေါ့ဒါပေမဲ့ရောဂျာကလူးလဲဆိုတော့ဘီလ်ကိုလှည့်စားပြီးလမ်းဘေးကတူနေတဲ့နေရာလေးကိုပြန်ပြေးလာနိုင်ခဲ့တယ်အဲ့ဒီလမ်းကြားလေးမှာရောဂျာကသူနဲ့အတူတူနေတဲ့လမ်းဘေးတရိတ်ဆန်လေးတွေကိုတခိုးလာတဲ့စားစရာတွေခွဲဝေကျွေးမွေးပြီးစောင့်ရှောက်ထားတာပါအဲ့ဒီနေ့မှာပဲဘော့ဘ်လို့ခေါ်တဲ့စက်ရုပ်တရုတ်ကအဲ့ဒီလမ်းကြားတွေကိုရောက်လာပြီးသူ့ဘာဒီမှာနေပါရစေလို့တောင်းဆိုလာတယ်ရောဂျာကပထမတော့ညင်းတာပေါ့ဒါပေမဲ့ဘော့ဘ်ကသူ့အကြောင်းကိုပြောပြလာတယ်သူကစက်ရုပ်ဆိုပေမဲ့လူတွေလိုပဲခံစားချက်ရှိနေလို့မျိုးတော်ဝင်းကသူ့ကိုအပြက်အစည်းလို့တတ်မှတ်ပြီးဖျက်ဆီးဖို့ကြိုးစားနေတာပါဒီစကားကိုကြားတော့မှရောဂျာကတနာသွားပြီးဘော့ဘ်ကိုလက်ခံလိုက်တော့တယ်ပြောင်းလဲသွားတဲ့မျိုးတော်ဝင်းနဲ့အန်ဒီရဲ့တကယ်တော့မျိုးတော်ဝင်းဆိုတာတချိန်ကရောဂျာရဲ့တခင်ထစ်ခဲ့ဘူးပြီးရောဂျာကိုအယမ်းချစ်ခဲ့တဲ့သူပါဒါပေမဲ့ရောဂျာနဲ့လူခွဲသွားပြီးတဲ့နောက်မှာတော့သူကတရိစံတွေကိုမုန်းတီးပြီးစိတ်နှလုံးမာကြောတဲ့သူဖြစ်သွားခဲ့တယ်သူကမြို့ကြီးကိုစိတ်ရုပ်တွေနဲ့လည်းတီဆောက်ပြီးလူတွေရဲ့ခံစားချက်နာကျင်မှုတွေမရှိတဲ့နေရာကြီးဖြစ်အောင်လုပ်ဖို့ကြံစီနေတာသူကစိတ်ရုပ်ပင်ကူကြီးတစ်ကောင်ကိုလွှတ်ပြီးမြို့သားတွေကိုတိုက်ခိုက်ခိုင်းတော့လူတွေအားလုံးကြောက်လန့်တကြားနဲ့မြို့ထဲကနေထွက်ပြေးကြရတယ်အဲ့ဒီအချိန်မှာဘဲလ်တို့လိုအိမ်မွေးတရိษံလေးတွေကတော့အိမ်ရှင်တွေကသူတို့ကိုယ်သူတို့ပဲလွတ်အောင်ပြေးကြလို့ကြံရစ်ခဲ့ကြတာပေါ့နောက်ဆုံးမှာတော့ဒီတရိษံလေးတွေအားလုံးကရောဂျာကိုပဲအားကိုးပြီးမြို့တွေကနေလွတ်အောင်ပြေးစို့စူးစမ်းကြပါတော့တယ်လန်ခရီးမှာတော်ရိုင်းတရိษံတွေအခက်အခဲတွေအများကြီးကြုံခဲ့ရပေမဲ့ရောဂျာနဲ့ဘော့ဘ်တို့ကအားလုံးကိုကာကွယ်ပေးခဲ့တယ်ကျွတ်အိုကြီးတကောင်ရဲ့ပြောပြချက်အရမြို့တော်ဝင်ဘရိုင်ယန်ဟာအရင်ကစိတ်ထားကောင်းတဲ့သူဖြစ်ပေမဲ့ဘာကြောင့်ခုလိုရက်ဆက်သွားလဲဆိုတာကိုသူတို့စုံစမ်းဖို့ဆုံးဖြတ်လိုက်ကြတယ်ဖုံးကွယ်ထားတဲ့လွတ်ရက်ချက်နောက်ဆုံးမှာတော့အဖြစ်အမှန်ကပေါ်လာပါတယ်အခုမြို့ကိုအုပ်ချုပ်နေတဲ့မြို့တော်ဝင်ကတကယ်လူသားမဟုတ်ပါဘူးမြို့တော်ဝင်ကိုယ်တိုင်ထန်တီးခဲ့တဲ့စက်ရုပ်ကတခင်ကိုပြန်ဖမ်းပြီးမြို့တော်ဝင်အယောင်ဆောင်ပြီးစက်ရုပ်ကဘာကြီးတီဆောက်ဖို့စူးစမ်းနေတာပါစက်ရုပ်အတုကဘော့ဘ်ကိုဖမ်းသွားပြီးဖျက်ဆီးဖို့စူးစမ်းပေမဲ့ရောဂျာနဲ့တငယ်ချင်းတွေကအသက်ဆွန့်ပြီးသွားကယ်ဟဲကြတယ်စက်ရုပ်ပလိကဘီယိုကလည်းအမှန်တရားကိုသိသွားတဲ့အခါမှာတော့စက်ရုပ်အတုဘက်ကမရက်တမ်းတော့ပဲရောဂျာတို့ဘက်ကနေကူတိုက်ပေးခဲ့ပါတယ်ဘဲလ်ရဲ့ပါနတ်မှုကြောင့်စက်ရုပ်ပင်ကူကြီးကိုစက်ထဲထည့်ပြီးဖျက်ဆီးနိုင်တယ်လို့ရောဂျာတို့ကလည်းတကယ်မြို့တော်ဝင်အစ်စ်ကိုပြန်ကယ်ထုတ်နိုင်ခဲ့ကြတယ်မြို့တော်ဝင်ကသူ့ရဲ့ခွေးလေးရောဂျာကိုပြန်တွေ့တဲ့အခါမှာတော့အယမ်းကိုဝမ်းသာသွားပြီးသူတို့အားလုံးပေါင်းပြီးစက်ရုပ်အတုကိုအပြီးတိုင်နှိမ်နှင်းနိုင်ခဲ့ကြပါတယ်ပျော်ရွှင်စရာနှီးကုန်အခုဆိုရင်တော့မြို့ကြီးကပြန်လဲအေးချမ်းသွားပါပြီလူတွေရောတရိษံတွေရောပျော်ပျော်ရွှင်ရွှင်ပြန်နေနိုင်ကြပြီပေါ့ရောဂျာလည်းသူတခင်နဲ့ပြန်ဆုံရတယ်လို့လမ်းဘေးကတငယ်ချင်းတွေလည်းလွတ်လပ်တဲ့ဘဝသက်ကိုရရှိသွားကြပါတယ်ဒီဇလန်လေးကပေးခြင်းတဲ့သင်ခန်းစာကတော့တခါတလေမှာအနှင်ခံရသူတွေအားနည်းတယ်လို့ထင်ရတဲ့သူတွေကပဲကဘာကြီးကိုကဲတင်စွမ်းရှိတတ်ကြတာပါစစ်မှန်တဲ့တငယ်ချင်းအချင်းချင်းရိုင်းပင်းကူညီမှုနဲ့တတိရှိမှုကဘယ်လိုအခက်အခဲကိုမှကျော်လွှားနိုင်တယ်ဆိုတာပါပဲဒီလိုမျိုးစိတ်ဝင်စားဖို့ကောင်းတဲ့ဇလန်တွေကိုထပ်ကြည့်ခြင်းသေးတယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့အောင်နော်